ချိန်စာရဲ့အေဘိုကပတ်စစ်ပွဲပြီးနှစ်ပေါင်း3 တန်းကြာမှာရက်ဆက်ကြင်ကြုတဲ့ဘရင်ကကဘာကိုဖျက်ဆီးရန်အတွက်လူဝင်စားလာခဲ့ပါတယ်။အဲဒါကြောင့်လူသားမျိုးတို့ကတည်းရန်အတွက်သူဝင်ကတ်ထားတဲ့ခန္ဓာကိုယ်ဖမ်းပြီးတည်တံပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲဒီစာအန်ဒီရဲ့စောပိုင်းအကြီးတန်းယူစရာကောင်းတဲ့တာမိုးမဲ့ရှုံးသမားကောင်လေးကသူ့ဖိုးကိုပန်းနေပေးဖို့ယူလာခဲ့ပါတယ်။ယူကြီးကိုဟော်ဟစ်ပြီးအဖိုးကသူ့ကိုတမန်ရဲလူဖြစ်တဲ့အတွက်တေးကြီးပြင်းလာတာကိုကြည့်နေခဲ့ရပြီ။လူတိုင်းကိုကယ်တင်ဖို့အတွက်သူ့ဆွမ်းအားတွေကိုသုံးချပါလို့ပြောသွားခဲ့ရင်သူ့ရဲ့နောက်ဆုံးထွက်သက်မတိုင်ခင်မှာသူ့ဖိုးရဲ့တမန်ရဲ့ခန္ဓာကိုယ်ဖြစ်သူကြီးဟာသူ့မျက်ရည်တွေကိုထိန်းထားနိုင်ဖို့ရုန်းခဲ့ရတာကိုတွေ့လိုက်ရပါတယ်။သူ့ဖိုးကိုမခေါ်သွားခင်မှာပဲသူ့စာပနာစာရွက်တွေဖြစ်ပြီးတာအနားကိုလူတယောက်ရောက်လာသူ့ကိုလှမ်းအောင်လိုက်တာကိုတွေ့လိုက်ရပါတယ်။အဲ့ဒါနဲ့သူခိုးထားတဲ့ကျင်းစာကိုလွှဲပြောင်းပေးခဲ့ပေမဲ့သူကြီးက FPC ကသူ့တငယ်ချင်းရှိမှလို့ပြောလိုက်ပါတယ်။ဒီညတစ်စိတ်တုံခွာပေးတော့မယ်ဆိုတာတတိယမိပဲမဲ့အဲ့ဒီကကြတော့ဘူရှိခိုတို့ကကျင်းစာပစ္စည်းကြောင့်ပြောပြခဲ့ပါတယ်။တငယ်ချင်းတွေရှိတဲ့ကျောင်းဘက်ကိုပြေးလာတော့ယူကြီးကယူရရနေတာကိုတွေ့တာနဲ့ရဲတန်းလိုက်ပေမဲ့တကယ်ချင်းတွေတေလူနေပါဖြစ်နေပြီဖြစ်ပါတယ်။ရှေ့တို့သွားရင်ဖူဂျီကိုရိုကသူ့ကိုကြောင်းပြမှာနေခဲ့ဖို့ပြောပြီးချိန်တာကယူကြီးရဲ့တကယ်ချင်းတယောက်ကိုစတင်ဝမ်းမြောက်စေခဲ့ပါတယ်။နောက်တစ်ကောင်ကတော့စာကီကိုဆွဲထားပြီးဖူဂျီကိုရိုရောက်လာတော့ဖူဂျီကိုရိုကသူ့ရဲ့မြင့်မြတ်တဲ့ခွေးတွေကိုဆင့်ခေါ်လိုက်ပြီးချိန်တာကောင်တွေစီကိုအမြန်ပြေးသွားခဲ့ပါတယ်။ယူကြီးကသူ့တကယ်ချင်းမှာတွေ့တော့မလားဆိုပြီးစိုးရိမ်မိတာကြောင့်အဖိုးရဲ့နောက်ဆုံးစကားများကိုမှတ်မိနေပြီးနားထဲမှာကြောက်နေခဲ့ပါတယ်။ဖူဂျီကိုရိုကကြီးမားသောချိန်တာတစ်ခုရှေ့မောက်တွင်ပေါ်လာပြီးအခြားသူများကိုကက်တင်ရန်သူ့ရဲ့ခွန်အားတွေကိုတုံးပြရန်တောင်းဆိုခဲ့ပါတယ်။စာကီရဲ့ရွှန်ရှာပွဲခန္ဓာကိုယ်ကိုဖမ်းထုတ်ထားခဲ့ပြီးသူ့မျက်လုံးတွေကိုမြင်နေရကယူဂျီကသူ့တငယ်ချင်းတွေကိုမတည်သေးဘူးလို့ပြောလိုက်ပြီးယူဂျီကဝင်သားဖို့ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ကျင်းသာကသူ့မကိုဝါမျိုးခံနေဖြစ်နေပြီးယူဂျီကချင်းတောင်းတဲ့ပြည်တော်မှခိုးဝင်လာကကျင်းသာကိုလက်တီနဲ့ထိုးပြီးသူ့တငယ်ချင်းတွေကိုမတည်သေးဘူးလို့ပြောပါတယ်။အဲ့ဒါနဲ့ဖူချီကိုကတော့ကျင်းသာတွေကိုတပ်ပစ်လိုက်ပါတယ်။အဲ့လက်ချောင်းကိုမျိုးချမိတဲ့သူကစွမ်းအများကြီးရနိုင်လို့အဲ့လက်ချောင်းကိုမျိုးချမိကြတော့အောက်ပဲတစ်ခုပဲလို့ဖူချီကိုကပြောခဲ့ပါတယ်။အဲ့ချိန်မှာပေါ်ကနေချိန်သာတစ်ခုကယူဂျီပေါ်ကနေပေါ်လာတာကိုတွေ့လိုက်ရပါဖူချီကိုကယူဂျီကိုတွန်းပစ်လိုက်ကဖူချီကိုကစွမ်းတမျိုးထုတ်ပေမဲ့သူပဲနေရနဲ့လမ်းပစ်ခလာရပါတယ်။ပီယာမဘတ်စကသူစီကိုတဖြည်းဖြည်းလာတာဖြစ်လို့ဖူချီကိုကသူကဘာမှမလုပ်နိုင်တော့တဲ့အချိန်မှာချိန်သာတိုက်တဲ့နေစနစ်ဖြစ်ပေမဲ့ယူဂျီကတရတစ်ပြည့်ဝင်လာကချိန်သာကောင်ကြီးရဲ့တိုက်ခိုက်တဲ့မြောက်ကိုရှောင်သိမ်းပြီးရဲ့နောက်မှာတရားပေါ်ကနေခုန်ချခဲ့ပါတယ်။မျက်လုံးကိုထိုးပေါက်ရန်သပင်ကိုဆွဲယူလိုက်တဲ့အချိန်မှာချက်ချင်းပဲသူ့နောက်တို့လိုက်ရင်စိတ်ပိုင်းဖြစ်ထားခဲ့ပါတယ်။အဖိုးရဲ့စကားကြောင့်ကျင်းသာကောင်နဲ့တွေ့ခဲ့ပေမဲ့စုခုနာရဲ့လက်ကိုလေထဲတို့မြောက်လိုက်ပြုတ်ကျလာတဲ့အချိန်မှာသူ့စက်နဲ့ကိုက်ထားလိုက်ပါတယ်။ကျင်းသာကောင်ကြီးကသူ့ကိုမျိုးချဖို့ကြိုးစားပေမဲ့ယူဂျီကသူ့မသိခင်မှာသူ့ရဲ့မျှော်လင့်ချက်မရှိတော့ဘူးဆိုတာသိလိုက်ရတယ်။အဲ့ဒါနဲ့လူတိုင်းကိုကက်တင်ပြီးဖူရှိကိုတွေ့တာနဲ့လက်ကိုမျိုးချခဲ့ပြီးသူ့ရဲ့ရွှေချက်မှုကိုတက်သွင်းလိုက်ပါတယ်။အဲ့ဒါကြောင့်ယူဂျီကတေတော့မယ်ဆိုတာသဘောပေါက်မိပေမဲ့အချိန်တမှတစ်ခါတော့ရှိနေတော့မှပဲဆိုပြီးတွေးလိုက်ပါတယ်။စုခုနာလူစားတိခံယူဖို့စုခုနာဟာလူပြည်မှာလူဝင်စားဖို့အချိန်တသက်မှတစ်ချိန်တော့ကြုံခဲ့ဘူးဖြစ်ပါတယ်။အဲဒါကြောင့်ခေတ်သစ်မှာပြန်လည်မှုပါကြောင့်ဖူချီကိုရိုကသဘောပေါက်ထားခဲ့ပါတယ်။အပြစ်မရှိတဲ့တားခွင်မှာဖြစ်တဲ့လောကကြီးမှာနေထိုင်ကြတဲ့မိခင်များကပြည့်နှက်နေတယ်လို့သူ့ကိုယ်သူလွတ်လပ်စွာဖွင့်ရနေတုံးပဲယူဂျီကသူ့မျက်နှာနဲ့စုခုနာကိုပြန်ထုတ်လိုက်ပါတယ်။ဒါပေမဲ့ယူဂျီကသူ့ကိုတက်တီးနီးနဲ့နှောက်ယှက်နေတာဆိုတာသိလိုက်ရပါမယ်။ဖူချီကိုရိုကယူဂျီကိုမကောင်းဆိုးအဖြစ်လောလို့တိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါတော့ပိုင်းတက်လေးပဲဖြစ်ပါတယ်။နောက်နေ့မှာနောက်တစ်ပိုင်းတင်ဆက်ပြပါအားလုံးကျေးဇူးတင်ပါတယ်။မနေ့ကပိုင်းမှာတော့ယူဂျီကစုခုနာရဲ့ထိန်းချုပ်မှုကိုခံလိုက်ရပြီးအသေးစိတ်မဲ့သွားလို့ဖြစ်ခဲ့ပါတယ်။ဒီနေ့ပိုင်းမှာတော့လေ့ကျင့်ခန်းလုပ်ပြီးကိုဂျူကနေရာမှာမတည့်ရနေပေမဲ့ယူဂျီကစုခုနာရဲ့ထိန်းချုပ်မှုကိုခဏခဏပြန်ထိန်းချုပ်လိုက်ရင်သူနေရတာကောင်းပါတယ်လို့ပြောဖို့ကြိုးစားခဲ့ပါတယ်။ကိုဂျူကယူဂျီရဲ့ခန္ဓာကိုယ်နဲ့စုခုနာကိုဆက်ဆက်ခန့်လောက်လဲခိုင်းပေမဲ့ယူဂျီကတုတ်ဆိုင်သွားတဲ့အချိန်မှာတော့ကိုဂျူကသူ့ကိုမလုံးနဲ့အောင်လို့ပြောပါတယ်။ကိုဂျူကအတန်မာဆုံးဖြစ်တာဆိုပြီးစုခုနာကိုပြန်ပြီးထိန်းချုပ်ခိုင်းကဘာကြီးကဘာကြောင့်အတန်တန်ရနေရတယ်လို့တွေးနေပါတယ်။အခုပဲစုခုနာအဲ့ဒီခဏမှာပဲတရားပေါက်ကွဲနေတဲ့ရင်းမြစ်ဘက်ကိုခုန်ဆင်းသွားပေမဲ့ဖုံးမိုးတွေပြေးသွားတဲ့အချိန်မှာတော့ကိုဂျူကသူ့ပေါ်ထိုင်နေတာကိုတွေ့လိုက်ရပါတယ်။ကိုဂျူကအပေါ်ကနေလှမ်းပြောနေခဲ့ပြီးစုခုနာကသူ့ကိုတတ်ဖို့ကြိုးစားပေမဲ့ကိုဂျူကနောက်သို့လှည့်ကစုခုနာကသူ့ရဲ့တိုက်ခိုက်မှုကိုစတင်လိုက်ပါတယ်။အဲဒါကြောင့်စုခုနာကမြေပြင်ကိုပြုတ်ခွင်းပြဖို့လောလောတဲ့ဆွမ်းအားနဲ့သူ့ကိုမထုံးမိပဲဒီထဲမှာလက်ပတ်ရှောင်ပြနေပါတယ်။ဒီတိုင်းနေတော့စုခုနာကနောက်ပြန်ဆုတ်သွားခဲ့ပေမဲ့နောက်ဆုံးတော့သူဖြက်စီမဲ့ပြောပြီးအဆောက်အဦအလုံးကိုဖောက်ကွယ်ဖို့သူ့ရဲ့ကျင်းစာဆွမ်းရုံထုတ်လုပ်လိုက်ပါတယ်ဒီကဘာမှာတက်ရှိရဲနှံကိုသူမြင်လိုက်ပေမဲ့သူကစေးတောက်ကင်းစင်ကြောင်းတွေးကကိုဂျိုကဆယ်စက္ကန့်ကြာယူတက်ပြီးတဲ့အချိန်မှာတော့ယူဂျီကပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်သူခန္ဓာကိုယ်ကိုယူဂျီကပြန်ထိန်းခဲ့ပြီးစုခုနာကသူ့ဆွမ်းရည်ကိုမြုံနိုင်လောက်အောင်ပဲချိုးနိုင်ခဲ့တဲ့ယူဂျီကိုသူ့လိုဆွမ်းတဲ့လူကတော့အောင်သွားစေခဲ့ပါတယ်အဲ့အတွက်ကိုဂျိုကကျင်းစာအားထိန်းချုပ်ပြီးအောက်ပဲကောင်းတယ်လို့သူကထင်ခဲ့ပေမဲ့ကွန်မြတ်ဖို့အတွက်မြေမောသားသိရန်တာနှစ်ဖူးကိုထိလိုက်ပါတယ်ဒါပေမဲ့ဖိုချီကိုရိုကကိုဂျိုကိုယူဂျီရဲ့အသက်ကိုမတက်ဖို့အတွက်တောင်းဆိုခဲ့တယ်မို့ကိုဂျိုကသူ့ကိုလက်ရှိချိန်မှာမတတ်ပါဘူးလို့ကတိပေးခဲ့ပါတယ်။အဲ့ဒါကယူဂျီရဲ့တင်ညာကောင်ကြောင့်ကွက်ပြန့်လိုက်တာဘာကြောင့်လဲဆိုတာမသိပေမဲ့သူဖုံးဝယ်ရတဲ့ဇက်လန်ရဲ့အပိုင်းတစ်ပိုင်းရှိပါသေးတယ်။စုခုနာလက်ချောင်းတစ်ချောင်းကိုယူပြီးတဲ့နောက်မှာနေရန်ကိုအတင်းကျပ်မတိုက်မီဒီထဲသို့ပစ်ချလိုက်ပါတယ်။ဒါပေမဲ့ဖျက်ဆီးလို့မရနိုင်တာကြောင့်ယူဂျီကိုလက်ချောင်း20လုံးအစာကျိုးကိုအစင်းသားထားခဲ့ပြီး
စုကူနာကိုတုတ်တင်ဖို့ယူကြီးကိုတပ်ပြမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်မိကျူတို့ထဲမှာထာဝရတည်ရှိနေတဲ့ကဘာကြီးကလက်ချောင်းအားလုံးကိုညှို့ချလိုက်ရင်ကဲတဲ့နိုင်မလားလို့ယူကြီးကတွေးနေမိပါတယ်။ကိုဂျိုကတခြားသူတွေရဲ့ဘဝနေထိုင်မှုကိုပြောပြတဲ့အခါတခြားလက်ညှိုးတစ်ချောင်းကိုပြခဲ့ပြီးယူကြီးမှကြွေးခိုင်းမယ်လို့ပြောခဲ့ပါတယ်။အဝေးကနေကိုဂျိုကကြည့်နေရင်ယူကြီးကစားနေတဲ့အချိန်မှာသူကစုကူနာပါဝါ7ပုံတစ်ပုံကိုစားသုံးပြီးနေပြီးထင်ပြီးတွေးနေမိပါတယ်။စုကူနာရဲ့လွှမ်းခြုံတဲ့စွမ်းရည်တွေကယူကြီးရဲ့ခန္ဓာကိုယ်ကိုဖယ်ထုတ်နိုင်လိုက်ပေမဲ့သူနဲ့ညီကပ်လာတာနဲ့မျှတွန်းလှန်ရုန်းကန်နေခဲ့ပေမဲ့သူကခြေစာတင်သွားတဲ့စွမ်းရည်ကိုကျော်လွှားနိုင်ခဲ့ပြီးကိုဂျိုကစုကူနာဖြစ်တာကိုတေချာပေါက်နားလည်ခဲ့ပြီးဖြစ်ပါတယ်။စုကူနာရဲ့တင်မောကိုကိုဂျိုတို့မိသားစုရဲ့တင်ချိုင်းမှာထွက်ခွာသွားပြီးနောက်မှာပထမဆုံးမွေးဖွားလာသူဖြစ်ခဲ့ပြီးနောက်ဆုံးတည်ရှိခဲ့တဲ့တင်မောဖြစ်ခဲ့ပါတယ်။ကိုဂျိုကယူကြီးရဲ့ခြေစာစွမ်းရည်တွေကိုထိန်းချုပ်ဖို့အသင်ယူရမယ်ဂျူဂျူးစုတက်ဟိုက်စကူးဒီထဲကတခုအကြောင်းယူကြီးကိုပြောပြခဲ့ပါတယ်။စုကူနာပါဝါတွေစီကရရှိထားခဲ့တဲ့စွမ်းရည်တွေအတွက်စုကူနာပါဇက်ကယူကြီးရဲ့မျက်နှာတစ်ဖက်မှာပေါ်လာခဲ့ပါတယ်။ကိုဂျိုကယူကြီးကသူ့ရဲ့စွမ်းရည်ကိုဘယ်တော့မှထိန်းချုပ်နိုင်မှာမဟုတ်ဘူးလို့ပြောနေခဲ့ပြီးအဲ့ဒါကြောင့်ကြိုက်စားပြီးရင်သူ့ရဲ့ပထမဆုံးပြင်မှဖြစ်လာမှာလို့ပြောပါတယ်။အဲ့စကားကိုကြားတော့ယူကြီးရဲ့ခန္ဓာကိုယ်ဖြစ်ပေမဲ့ကိုဂျိုကစုကူနာကြီးရဲ့ပြင်မှဖြစ်ရမှာကသူ့ကိုယ်သူဂုဏ်ယူတရားကိုထင်ခဲ့တာဖြစ်ပါတယ်။စုကူနာကဂျူဂျူးစုရွှေခက်မှာအတ္တမောင်ဆုံးမော်စရာဖြစ်ကြောင်းကိုဂျိုကပြောပြပြီးသူ့ကိုဘရင်ဖြစ်ခန့်ခဲ့တာဖြစ်ပါတယ်။ချိန်သေးပေမဲ့ယူဂျူကလက်ချောင်း20လုံးကိုစားပြီးစုကူနာကိုရှုံးမိလားမေးပြီးကိုဂျိုကသူ့ကိုပြောပါတယ်